မြန်မာနိုင်ငံသမိုင်းမှာတက်တန်းအတူဆုံးသမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့သူကဘယ်သူလဲဆိုတာမိတ်ဆွေတင်သိပါသလားသူတာဝန်ထမ်းဆောင်ခဲ့တာကတစ်နှစ်လား6လလားတကယ်တော့ဘယ်သူပါလဲအကြပြောရရင်မြန်မာသမိုင်းမှာတက်တန်းအတူဆုံးဖြစ်ထမ်းဆောင်ခဲ့တဲ့သူကတော့မြန်မာနိုင်ငံရဲ့9ဦးမြောက်သမ္မတဖြစ်တဲ့ဒေါက်တာမောင်မောင်ပဲဖြစ်ပါတယ်သူ့ရဲ့သမ္မတတက်တန်းဟာအချိန်တစ်လပဲကြာခဲ့တာပါဒေါက်တာမောင်မောင်ဟာ1988ခုနှစ်ဩဂုတ်လ19ရက်နေ့ကနေစက်တင်ဘာ18ရက်နေ့အထိပဲသမ္မတအဖြစ်တာဝန်ယူခဲ့တာပါထူးခြားတာကတော့သူဟာစစ်ဘက်ဆိုင်ရာကနေလာတဲ့သူမဟုတ်ပဲအရပ်သားသမ္မတတဦးဖြစ်ခဲ့ပါတယ်ဒါအပြင်နိုင်ငံတကာကနေပါအသိအမှတ်ပြုရတဲ့ဥပဒေပညာရှင်တဦးလည်းဖြစ်တယ်လို့ထင်ရှားတဲ့စာရေးဆရာတယောက်လည်းဖြစ်ပါတယ်ဒေါက်တာမောင်မောင်သမ္မတအဖြစ်တာဝန်ယူခဲ့တဲ့အချိန်ကာလဟာမြန်မာနိုင်ငံရေးမှာအလွန်ရှုပ်ထွေးလာတဲ့ရှစ်လေးလုံးလို့ခေါ်တဲ့1888အရေးကင်းကာလကြီးဖြစ်ခဲ့ပါတယ်။ဒီလိုနိုင်ငံရေးမှုန်တိုင်းတွေကြားထဲမှာတိုင်းပြည်ရဲ့အမြင့်ဆုံးတာဝန်ကိုဝင်ယူခဲ့ရတာပါ။အချိန်ရဲ့ကြောင့်ပဲတလပြည့်တာနဲ့တာဝန်ကနေအနားယူခဲ့ရပေမဲ့သူ့ရဲ့ပညာရဲ့ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကတော့တမိုင်းမှာကျန်ရစ်ခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်တမိုင်းစာမျက်နှာပေါ်မှာတော့ဒေါက်တာမောင်မောင်ဟာတလတီတီနဲ့တက်တန်းအတူဆုံးသမ္မတအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ကဲမိတ်ဆွေတို့ဒီအချက်ကိုအရင်ကတည်းကတည်ပြီးတဲ့သူတွေရှိကြလား။တမိုင်းကြောင်းတွေကိုစိတ်ဝင်စားရင်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်လည်း follow လုပ်ထားဖို့မမေ့နဲ့နော်။